Vina ကတကယ်ပဲကောင်းလုံးတာလားဒါမှမဟုတ်ကျွန်တော်တို့ကိုယ်တိုင်ကိုကအစိုးမြင်လုံးတာလားမင်္ဂလာပါ electronic ကနေကြိုဆိုပါတယ်ဒီဗီဒီယိုမှာကျွန်တော်က music producer မဟုတ်တဲ့အတွက် technically အရာ sound design တွေကိုကြီးကြီးပြပြသွားမှာတော့မဟုတ်ပါဘူးကျွန်တော်အတွက်တော့ Vina က electronic dance music တွေထဲမှာတကယ်ကို overrated အဖြစ်ဆုံး genre လို့ပြောလို့ရပါတယ် historical data နဲ့ fact တချို့အရာပြောကြည့်ရအောင်ဗျာ1990နောက်ပိုင်းကလေးကစတင်ခဲ့ဆိုပေမဲ့2020ခုနှစ်နောက်ပိုင်းမှာမှ TikTok ကနေစပြီး trend ဖြစ်ခဲ့တယ်လို့ဆိုရမှာပါနာမည်ကြီးထားပြီးသား pop နဲ့တခြား EDM ချင်းတွေကိုသူတို့ကိုယ်ပိုင်အထား high BPM heavy bass တွေနဲ့ Vietnamese sampler တွေထည့်ပြီး remix လုပ်ရကနေစတင်ခဲ့တာပါဘယ်သူတွေကဖန်တီးထုတ်လုပ်နေပြီးတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဘယ်အခြေအနေကြီးရောက်နေပြီလဲဆိုတာဆက်ပြောကြည့်ကြရအောင်ဗျာလွန်ခဲ့တဲ့3-5နှစ်ကမှအခုဖွင့်ပြမယ်တချင်းတစ်ပုတ်ကနေ Vina House ဆိုတာကိုစပြီးသတိထားမိခဲ့ပါgiây phút em gặp anh là em biết em si tình 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 tang tang tình tang tình 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 tang 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 giây phút em gặp anh là em biết em si tình 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 tang tang tình tang tình 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 tang 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 Vina ကိုကြိုက်ကြိုင်မကြိုက်ကြိုင်ဒီတချင်းတစ်ပုတ်ကိုသိမှာပါ TikTok မှာကောင်မလေးတွေကလာကြည့်ကောင်းလို့ကြည့်နေရင်ကနေသိတာပဲဆိုပါတော့ဗျာနောက်တစ်ခုကဘော်ဒါတို့မျက်စိမမားပါဘူးခိုင်ရဲ့ remix က spinning record ကနေထုတ်ပေးထားတာပါ Vina producer တွေအနေနဲ့ဆိုရင်ခိုင် ARS နဲ့ Taiwan တို့ပြောရမှာပါအတန်ထွက်တော့မှားကောင်းမှားနိုင်ပါတယ်မြန်မာပြည်နာမည်ကြီးတဲ့ရဆိုရင်တော့ Yellow ရဲ့2020ခုနှစ်ကထုတ်ထားတဲ့ Vina Sign ဆိုတဲ့တခြင်းရှိပါတယ်Vina ကအချက်အလက်တွေရ regional hype လား global hype လားဆိုတော့ international တန်းဝင် artist တွေဖန်တီးတိခတ်ထားတာမျိုးလည်းမတွေ့ရသလို Tomorrowland, Ultra, EDC တို့လို global stage တွေမှာလည်း Vina genre ကိုဖွင့်ပြဖျော်ဖြေတာမျိုးမရှိသေးပါဘူးကျွန်တော်တို့မြန်မာတွေနဲ့အရင်နေ့ဆုံး Bangkok, Singapore, Jakarta, Bali တို့က festival တွေနဲ့ club တွေမှာလည်း Vina genre နဲ့ဖျော်ဖြေတင်ဆက်တာမျိုးကိုမတွေ့မိသေးပါဘူးအဲ့တော့ Vina ဟာ regional hype လို့ဆိုရမှာပါ Southeast Asia regional တဲပုံမှာ festival တွေနဲ့နာမည်ကြီးတန်းဝင် club တွေမှာမတွေ့မိသေးပါဘူးအဲ့တော့ Bania တွေမှာတွေ့နေရလဲပေါ့ Vietnam မှာ Walkie Street က club bar တွေနဲ့ KTV အခန်းတွေမှာတွေ့ရတယ်လို့ကျွန်တော်တို့မြန်မာပြည်မှာလည်း bar တချို့နဲ့ KTV အခန်းတွေမှာတွေ့ရများပါတယ်တခြား Southeast Asia နိုင်ငံတွေမှာတော့သိမိသလောက်တော့မတွေ့မိသေးပါဘူး technically အရာနည်းနည်းပြောကြည့်ကြရအောင်ဗျာ Vina မှာ offbeat bass ပါတဲ့ drop structure ရဲ့သုံးထားတဲ့ elements တွေရဲ့ထက်တလဲလဲ repetitive ဖြစ်လွန်းတာပါdrop တစ်ခုကိုတိစောက်ရမှာ high BPM heavy bass တွေနဲ့ energy ရစေပေမဲ့ harmonic progression နဲ့ layering ဘိုင်းမှာအတော်အားနည်းပါတယ် sound design ဘိုင်းကိုပြောရမယ်ဆိုရင် Vina မှာသုံးထားတဲ့ synths တွေကတကယ်ကို sharp ဖြစ်လွန်းပါတယ် high frequency များလွန်းတဲ့အတွက် ear fetish ဖြစ်စေတယ်ပေါ့ဗျာနောက်တစ်ခုက copyright နဲ့ sampling issue ပါဘော်ဒါတို့တစ်ခုတတိထားမိမှာပါ Facebook YouTube တို့မှာ live လွှင့်တာမျိုးဆိုရင် Vina remix တွေကို background music အဖြစ်ထားမယ်ဆိုရင်များသောအားဖြင့် copyright မညှိပါဘူးအစောပိုင်းကာလတွေမှာနာမည်ကြီးပြီးသားတခြားသချင်းတွေကို mobile ခွင့်ပြုချက်နဲ့မဟုတ်ဘဲ sampling လုပ်ထားတာများတဲ့အတွက်သူတို့ remix တွေအတွက် official copyright claim မရှိနေပါဘူးနောက်ပိုင်းမှာတော့ original mix တွေလည်းများလာပါတယ်ဆိုတော့ဗျာဘလို့ပဲ global culture အရာမအောင်မြင်ဘူးပဲပြောကျွန်တော်တို့နိုင်ငံမှာတော့ဘားနဲ့ KTV သွားလေရှိတဲ့လူတွေကြားထဲမှာ hype ဖြစ်နေတဲ့ genre ဆိုတာလည်းငြင်းလို့မရပါဘူးအချက်လက်ချို့ရာပြောပြီးရင်ကိုယ်ပိုင်အမြင်ချို့လည်းပြောပြချင်ပါတယ်ကျွန်တော် personally အမြင်အရ Vina ကိုမကြိုက်ပါဘူးဟုတ်ပါတယ်မကောင်းမပြောပါဘူးမကြိုက်တတ်တာပါဒီအချက်တွေရာမကြိုက်တတ်တာပါ sound structure အရာ drop အပြင် build up တွေ break တွေကိုပါကြိုက်တတ်တဲ့ကျွန်တော်အတွက် Vina မှာနားထောင်စရာ build up နဲ့ break ကောင်းကောင်းမပါနေပါဘူး dance music တွေမှာ sound structure ကရေဘူးအဖြစ်ဘယ်လိုရှိလဲဆိုတာကိုကျွန်တော်နဲ့ DJ ရန်တိုင်းဆွေးနွေးရှင်းပြထားတာကို description မှာ link ချထားပေးပါမယ် Vina မှာ vocal chorus နဲ့ drop ကိုပဲပို့အသားပေးထားပါတယ်အဲ့တော့ live set တွေမှာ chorus ပြီးရင် drop ပြီးရင် chorus ပါပဲနောက်တစ်ခုက sound design မှာ Vina မှာသုံးထားတဲ့ synths တွေကအပေါ်မှာပြောထားသလို high frequency and sharp ဖြစ်လို့တော့ကျွန်တော်အတွက်နားထောင်ရတာအဆင်ပြေမနေပါဘူး
အဲ့တော့အချက်အလက်တွေရဗျာ Vina က dance music genre တွေထဲမှာတကယ်ပဲ overrated genre တစ်ခုလားဘာနဲ့ KTV တွေမှာတော့ Vina ကစိုးမိုးထားသေးပါပဲဒါလည်းအရှိတရားတစ်ခုပါဘယ်လိုအမြင်ရှိလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးသားစီပါမယ်